မ်းများနေပါသဖြင့်ရှင်းလင်းခွင့်ပြုပါနင်ဒီနေ့ကစပြီးကံကောင်းပြီငါနင့်ကိုမွေးစားမယ်ကံကောင်းရေနင်သူတို့ကိုတားတာငါစဲဝင်ယူမယ်ဘလို့လောက်ကြမလဲခုဆိုရန်ကုန်တစ်မြို့လုံးကိုကူးဆက်ကုန်ပြီဒီဗိုင်းဒေါက်တာတို့ကျွန်တော်တို့တိုင်းပြည်ကိုကယ်တင်ဖို့အချိန်ကြပြီခုဆိုခွေးယူပြန်ယောဂနဲ့ဆင်တူတဲ့ဇွန်ဘီဗိုင်းရပ်စ်ဟာဆိုရင်တနိုင်ငံလုံးမှာပြန့်ပွားနေပြီအမြန်ဆုံးချင်းကယ်ဆယ်ရေးတပ်တွေကိုလွှတ်ပါပြီးတော့ဒီယောဂရဲ့အစကိုခြေရခံပြီးကာကွယ်ဆေးကိုအမြန်ဆုံးထုတ်ပါကဲပါဦးကျမဦးကျမဦးကဲကြပါဦးခင်ဗျားတို့စဉ်းစားမိကြလားဗျအကယ်လားများမြန်မာတနိုင်ငံလုံးဇွန်ဘီဗိုင်းရပ်စ်ကူးစက်ခံခဲ့ရရင်ဘယ်လိုလုပ်ကြမလဲဆိုတာဒီတစ်ခါမှာတော့အရင်ကတင်ဆက်မှုတွေနဲ့မတူတဲ့ဖန်တီးမှုတွေနဲ့အတူတဲထိတ်ရင်ပူစွန့်စားကန်းတွေတိရိစ္ဆာန်တဲ့လူသားမိန်းကလေးတို့ရဲ့ကြီးမားတဲ့ကျင်နာမှုရက်ဆက်လာတဲ့ကံကြမ္မာအချစ်အမုန်းရတအစုံခံစားရမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like follow လုပ်ပေးကြပါဦးဗျ